အဲ့ပုံမှာအကျော်သွားလေကျမစားကြံတော့ဒီနေ့လေအိမ်မှာလေသမင်းတောင်မစားဘဲနဲ့ကျမလေဆိုင်တိုင်းကနေပြီးတော့ဒီမြောက်တကုံထီကိုကျမသွားစားမယ်ပေါ့နော်ဒါပေမဲ့သွားစားမယ်ဆိုတော့မစားခင်ကျမဖုံးရင်ဆက်လိုက်မယ်တော့ကျမအဝေးရလာတာဖြစ်တဲ့အတွက်ဆိုင်ပိတ်တာတော့ဘာလို့ဖြစ်လို့ရှိရင်စမပြေဘူးကွာကျမလာရတာဝေးတယ်အဲ့ခါကျကျမဖုံးဆက်လိုက်တယ်ဟိုတို့ရဲ့official account နော် 9.7 million ရှိ official account မှာတင်ထားတဲ့ဖုန်းနံပါတ်ကိုပဲကျမဆက်လိုက်တယ်ဆက်လိုက်တော့အမကြီးဒီနေ့ဆိုင်ဖွင့်လာဆိုတော့စစ်နေအစုံလဲရှိရဲပြောတယ်ပြောတော့ကျမသွားစားရလေကျမဘိုက်ရအရန်စားနေရကွယ်ဘာမှလည်းမစားတော့ဒီနေ့ဝိုင်းဆောင်မအတော်ပဲစားမယ်ဟဲ့အိမ်ကိုလည်းပါဆက်ထုတ်ရမယ်ဟဲ့ဆိုရယ်စိတ်ကူးနဲ့ကျမလာတယ်စားလဲလာပြီးတော့ဆိုင်ပိတ်တယ်တဲ့ဆိုတော့ဆိုင်ပိတ်တယ်ဆိုရင်ကျမဖုန်းဆက်ပြီးမလာခဲ့ဒီအခုလေးနေမလာခဲ့ဖုန်းဆက်ပြီးမေးတယ်အဲ့ဒါကိုဒီဖုန်းကနေကင်နေတော့ဖုန်းနံပါတ်လည်းမမှားဘူးကွာသိလားဒီဖုန်းကနေကင်ပြီးတော့ဆိုင်ဖွင့်ပါတယ်သိရမလားအဆုံးရှိပါတယ်လို့လည်းပြောတယ်ဆိုတော့သူတွေထွက်လာပြီးတော့မဟုတ်လို့မဟုတ်တော့ဟိုလိုဒီလိုလောက်ပြီးတော့အင်းနဲ့မသိဘူးနဲ့ပြောရခါကျတော့သူတို့ဖုန်းနံပါတ်ကဘယ်သူကင်တာလဲဘယ်သူတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးကွာပြီးတော့ပုံမှန်ဆိုလို့ရှိရင်ကျမအဲ့လောက်ဒီစိတ်မဆိုးကျမပြီးတော့ဘိုက်အရင်စားနေတဲ့အချိန်ကိုကျမအဝေးလှိုင်းတန်းရနေပြီးမြောက်တကုံတီကျမကားမောင်းပြီးလာရတဲ့အနေအထားတစ်ခုမှရောက်လာပြီးတော့ဘာမှမရှိဘူးပြောတယ်မရှိတော့ကျမအဲ့သူ့ဝိုင်းဆောင်မှလည်းထွက်လာတဲ့အပြင်ကိုထွက်လာပြီးတော့ဘာပြောလဲဆိုတော့သူက customer ကိုဘာပြောလဲဆိုတော့အင်းနဲ့ဟိုဘယ်လိုလဲဆိုင်ဖွင့်လာလို့မမေးဘဲနဲ့ဘာရှိလဲလို့မေးလို့ပေါ့သူတို့ဘက်ကအဆုံရှိလို့ပြောတာဖြစ်မှာပေါ့တဲ့ဆိုတဲ့ခါကျတော့ကျမတို့ကဆိုင်လာဖို့အတွက်ကိုဆိုင်ဖွင့်လာလို့အရင်မေးတာပါသိလားဘာရှိလဲလို့မမေးဘူးကျမဆိုင်ဖွင့်လာလို့အရင်မေးတာဆိုင်ဖွင့်နေပြီးတော့မှအဆုံရှိပါတယ်ဆိုပြီးသူတို့ဘက်ကပြောတာလေကျမပြောချင်တာ customer ကွာသိလားဟိုသူတို့ဟာစားကြတယ်လို့တကူတကလာတယ်အဝေးကနေလာရတယ်ထားပါတော့ကျမဟိုလာတဲ့အချိန်မှာပိတ်တယ်ဆိုလို့ရှိရင်ကွာ customer ကိုအားနာမှုလေးနဲ့တော့တောင်းပန်ပါတယ်တခွန်းလေးမပြောတဲ့အပြင်ကွာသိလား customer အပြစ်ပြောတဲ့ပုံစံမျိုးနဲ့သိရမလား customer ပဲသိကြအောင်သူတို့ကိုမမေးဘဲနဲ့ဘာရှိလဲလို့မေးလို့သူတို့ကပဲသိရမလားအဆုံရှိပါတယ်ဆိုတော့ပြောရဲဆိုတဲ့ပုံစံမျိုးပြောတဲ့အပြင်ဟိုမှာတခွန်းsorry ပါအားနာလိုက်တာတောင်းပန်ပါတယ်လို့တခွန်းမပြောဘူးတော့မပြောဘဲနဲ့ခက်တီတီပဲကွာသိလားကျမပြောချင်တာသူမတောင်းဝင်မယူကြအောင်ကျမလာတာနင်းလေးလည်းမဟုတ်ပါပြီးတော့ကျမဒီအကျော်ကျမစားနေလို့လာကွာသိလားကျမအဲ့ဟာကိုအဲ့လိုမျိုးလုပ်တဲ့ခါကျတော့ကျမအရန်ဒေါသထွက်တာအခုလေအရန်ဒေါသထွက်လို့ကျမလေဟိုသွားကြရှိရဟာအခုတောင်းကလာပဲမှာကျမသွားကြရှိရဟာတော့ခဏနောက်ဆုတ်လိုက်တယ်ကွာငါပိုက်အရန်စားနေလို့အစတော့အဲ့တောင်းကလာပဲမှာသွားကြရှိရဟာအရင်သွားပြီးမှညနေကျမှဝိုင်းထုံမှဝင်စားမယ်လေဆိုကျမလှုပ်ထားကွာဒါပိုက်အရန်စားနေလို့အိမ်ကလည်းတမင်ထမင်းမစားလာဘာဖြစ်လို့လဲဆိုတော့ဒါစားကြလို့တမင်ထမင်းမစားပဲနေလာတာပြီးတော့တကယ်ရောက်လာဖိုက်ပိတ်တယ်တဲ့အဲ့ဆိုဖုန်းနဲ့ပြောတာဘာတူလဲဆိုတော့လေမသိဘူးဘာတူပြောရလဲမသိဘူးဆိုတော့သူတို့ဝန်ထမ်းတွေဘာတူတွေပြောလဲဆိုတော့သူတို့တောင်းရင်မယူရဲ့အပြင်ကိုပိုင်ရှင်ကိုယ်တိုင်ရလဲသိရမလားပိုင်ရှင်ကိုယ်တိုင်လည်းမတောင်းမှန်းနဲ့ပဲ customer အပြစ်ပြောသလိုပုံစံမျိုးနဲ့ပြောတာအဆင်မပြေဘူးတော်တော်လေးအဆင်မပြေဘူးခေါ်လာအရင်လိုင်းပေါ်မှာတို့မတားနာမည်ကြီးနေရတော့တို့နာမည်ကြီးအောင်လုပ်ပေးနေသူရှိတယ်အဲ့အမလေသူလိုင်းပေါ်မှာပြောတာလုံးဝမတောင်းမှန်ဘူးလေဗျအမလေးကျမတို့မှမနေ့ကတော့တောင်းမှန်လိုက်တာအားရီတောင်ချွဲတယ်သူ့ကိုမတောင်းမှန်လိုက်တာဆိုတော့၃ယောက်ပဲရှိတယ်ကျမအဖေရယ်ကျမဦးလေးရယ်ကျမတို့ဆွန့်ကတ်တဲ့ပုံမှုရယ်ဒီယောက်ျားသား၃ယောက်ကတော့ဆိုင်ထဲမှာပဲပေါ့နော်ကျမတို့မိန်းမသားမှန်နဲ့ထွက်ပြီးတော့မှပထမကကျမတို့တရားနာနေဆိုင်နဲ့ဆိုင်ရှိမှကျမဝန်ထမ်းတယောက်ထားတယ်ဘာလို့ဆိုတော့တနေ့လာနေဆိုလေလာကြတာပဲကားတွေရတယ်ပိတ်ရတင်ထားပေမဲ့လည်းဖုန်းမကြည့်မိရသေးပါဘူးကြာလာကြလို့မလို့လာလို့ရှိရင်အစင်းသစ်ပြန်ပြောပြီးတော့ဆိုကျမတို့ကထဲမှာတရားနာတယ်ဝန်ထမ်းတယောက်ကိုဒီဘက်မှာထားလိုက်တယ်ထားပြီးတော့မှကျမပြောခိုင်းတယ်အဲ့အမကလာတယ်ပေါ့နော်ကအကောင်းဆိုင်နေပါပဲတကယ်အထက်တန်းခွာလို့ဘာလို့ပဲလာတာကတော့အဲ့နဲ့ဝန်ထမ်းနဲ့လည်းအဲ့လိုမျိုးပဲစကားရိုက်ပြောနေမှာဘာဖြစ်တာတော့ဘောနောက်ကလည်းပြောဘာဖြစ်တာမသိဘူးကျမလည်းအမေကိုပြောနေအမေတရားနိုင်တယ်အမေကမှဘာဖြစ်နေလဲသွားကြည့်သွားကျမအမေသွားကြည့်တယ်ကျမအမေသွားကြည့်တယ်ကျမအမေပြီးပြောခဏနေကျမလာဟဲ့လာအောင်းဝိုင်းနဲ့နင်လာမရလောက်တယ်ဟောဘာနဲ့ဖြစ်တာအောင်မကျမလည်းထွက်သွားတယ်ဟုတ်ကဲ့မဘာဖြစ်တယ်ဟဲ့တယ်ငါနင်တို့ဆန်ဖုန်းဆက်တယ်နင်တို့ကဒီနေ့ခွင့်နေပြောလို့လာတာအမကြီးနားကြမှားဖြစ်နေပြီနော်ကျမတို့ကတော့ခွင့်မှုလိုင်းပေါ်မှာFacebookမှာလည်းတင်ပေးထားတယ်တက်တော်မှာလည်းတင်ပေးထားတယ်ပြီးတော့ဗာလဲဒီဆိုင်ဖွင့်နေဆိုဆိုင်ပိတ်တယ်ဆိုတော့ဒီနေ့မှကျမတို့ကပိတ်တာမဟုတ်ဘူးတနေ့လာအပတ်စနေပိတ်တာပါလေဆိုတော့အဲ့ဒါငါမသိချင်ဘူးတဲ့သူ့နောက်မှာသူ့ကားရဲ့ဒီနောက်ခန်းထဲမှာအမတယောက်ပါတယ်အန်ဒီတယောက်ပေါ့နော်အဝေးစားခန်းနွမ်းနေပဲဟိုအကူလားပါလားတော့မသိဘူးကျမမှားသွားမှတော့မပြောတာသူ့အကူလားပါလားအဲ့ကိုဟဲ့နင်ဘယ်လိုဖုန်းဆက်တာလဲသူတို့ပြောလိုက်စမ်းတယ်အဲ့လိုကြီးဟုတ်တယ်ကျမလည်းအဲ့အမကိုနားထောင်လို့ဘာဟုတ်အမဘယ်လိုဖုန်းဆက်တာလဲဆိုဟုတ်တယ်ကျမဆက်တာတဲ့အမရေဆိုင်ဖွင့်ပြီလားဆိုဖွင့်ပြီပေါ့နော်အကျော်ရဲလည်းပူလောရနေပါပြီလာစားလို့ရပါပြီလို့ပြောတယ်တဲ့ဟုတ်လားစုံပြီလားလို့တော့ကျမမေးလိုက်တယ်ဟုတ်ကဲ့စုံပါပြီလို့ပြောတယ်ကျမတို့ကတရားနေရနေတာအဲ့လောက်ကြီးလေကြောရှည်ပြီးဖြစ်နေတဲ့အကြောင်းလေးမရှိဘူးဒါသမ ्या ဖုန်းတွေကတော့ဟုတ်ကဲ့တင်းညာနေပိတ်ပါတယ်တရားနာနေလို့ဟုတ်ကဲ့တင်းညာနေပိတ်ပါဒါပဲပြောဖြစ်တာအဲ့ဒါကိုနောက်ခန့်အမကလည်းဟိုသူ့တခင်ကိုကြောက်လို့လားတော့မသိဘူးပေါ့နော်သူ့တထည့်ကိုကြောက်လို့လားတော့မသိဘူးအဲ့လိုအမရေအဲ့ဆိုတော့မှားနေပြီနော်သူတို့ဖုန်းကောလော်တော့ကျမတို့ထင်မှာဝန်နာဟုတ်တယ်
ကျမတို့ဒီပိတ်တယ်တစ်ခွန်းပဲပြောတယ်အမပိတ်တယ်ကျန်တဲ့ဟာတွေရှင်းရှင်းဝေးဝေးမပြောဘူးအားကြောင့်မှားလိုက်မယ်နော်ဆိုတော့အဲ့ဒါကျမတို့တောင်းပန်နေပေါ့နော်ကျမတောင်းပန်တယ်သူကမတောင်းပန်ဘူးပြောလို့ကျမဝန်ထမ်းတွေလည်းတောင်းပန်တယ်ပြီးတော့အဲ့အမရဲ့အမေအရွယ်ကျမတို့တောင်ပါသေးတယ်ဟဲ့သမီးရဲ့ဝမ်းဝမ်းရတဲ့မှန်မှန်တင်နေကြတနေ့လာနေပြိတ်တယ်ဆိုတာဒီနေ့သူဝါဆိုတင်ငန်းရှိလို့ပြီးမှတင်မယ်ဆိုပြီးတော့အမေကဘလို့ချင်မှုတဲ့တောင်းပန်တော့ဘလို့ချင်မှုတဲ့ဘလို့တောင်းဝင်ယူပြီးမှလည်းပဲငါ့ကိုပြောတယ်အဲ့လိုဟဲ့အမဘလို့တောင်းဝင်ယူပြီးရမှာအမကကျမတို့တောင်းပန်တာပဲလုပ်နေတယ်တောင်းဟိုအမတယောက်ကျမကကြော်ပေးအောင်လေကျမအခုကဆွန့်ကက်နေရလေဆွန့်ကက်နေတော့ဖုံဖုံရရှိရတယ်ဆိုတော့ဟိုအကြော်တွေပါပို့ချပြီးကြော်မပေးနိုင်ပါဘူးဆိုလို့ချင်မှုတဲ့ငါ့ကိုတောင်းဝင်ယူတောင်းမှုမရှိဘူးဆိုပြီးတို့ဆန်ခိုင်းပေါ်တင်ပြမှာတော့အမလို့ကျမတို့မှားဘယ်နာလေးရှိလို့တော့ဟုတ်တယ်မလားတော့ကော့တွေပါရှိရဆိုတော့ထားလိုက်ပါတော့ကွယ်အခုကျမမှလည်းမရှိဘူးသူ့မှလည်းမရှိဘူးပြီးတော့တနေ့လာနေပိတ်ပါတယ်ဆိုတော့ကျမအပတ်တိုင်းတင်နေကြမနေ့ကတော့ကျမဝါဆိုတင်ငန်းကရှိလို့ပြီးမှပဲတင်မယ်ဆိုပြီးကျမနေနေတာအဲ့ဒါကိုလေမတောင်းမှန်မှုတွေပါလိုင်းပေါ်မှာတင်ထားလို့တောင်းမှန်လိုက်တာမှအားလေးကိုချွဲလို့အဲ့ဒါညနေဒီမထားနဲ့လေနင်တို့တောင်းမှန်တာမလို့ချင်ဘူးတဲ့ငါတို့ကအဝေးရည်လာတာတဲ့တောင်းဝင်ယူမှုပဲလို့ချင်တယ်နင်တို့ဘလို့တောင်းဝင်ယူပေးမှလဲဟောကိုရီချပြီးတော့ကြော်ပေးရမှာလားဘလို့တော့ကိုပေးရလေကိုပေးရကိုတရားနာကျင်တာမျိုးကိုဝါဆိုတဲ့ကချင်ကတ်မယ်လေအမရေအဲ့ဒါကိုဘလို့ဟိုမတောင်းမှန်မှုတွေပါပြောနေအောင်အမကမတောင်းမှန်လိုက်တာကျမတို့စွန့်ကတ်တဲ့ဖုံဖုံရဲ့ကျမအဖေရဲ့ကျမဦးလေးရဲ့3ယောက်ပဲမတောင်းမှန်လိုက်တာကျန်တဲ့ဆန်တွေအကုန်လုံးတောင်းမှန်နေဆိုဖះလဲတည်ရကြားလဲတည်ရကျမတို့ကုသိုလ်ကောင်းမှုလုပ်နေဖြစ်တဲ့အတွက်ကြောင့်စကားတွေအများကြီးရှိရှိဝေးဝေးပြောကြလို့အမအရင်စိတ်ဆိုးနေတာတည်ရအများကြီးပြောတယ်မမရေတောင်းမှန်ပါလေတောင်းမှန်ပါလေနော်ဖုံဖုံလေးရှိတဲ့အတွက်ကြောင့်တောင်းမှန်ပါတောင်းမှန်ဒါပဲပြောနေအဲ့တော့အမမရမကတောင်းဝင်ယူတောင်းဝင်ထားမှုမရှိဘူးဆိုပြီးနိုင်မတင်ပြီးပြောပြီးအမဆိုင်စိတ်မှာတော့အကြိုက်ရက်နေသေးတယ်ဒါပေမဲ့ကဲထားလိုက်ပါတော့ကုသိုလ်လုပ်နေနေကျမအကုသိုလ်မများချင်ဘူးဆိုပြီးကျမထားလိုက်တာနော်အဲ့လိုင်းပေါ်မှာအမမတောင်းမှန်ဘူးလို့ပြောနေလို့ပေါ့လေတခြားတငယ်ချင်းတွေလည်းဟဲ့တင်းတော့သူများကတစ်ဖက်တည်းပြောတာတစ်ဖက်တည်းရုံသွားလိုက်မယ်နင်းတင်းတော့ဆိုတော့ကျမပြောပြလိုက်တာပါမနေ့ကကျမတို့တောင်းမှန်တာဖះလည်းတည်တယ်ကြားလည်းတည်တယ်ကျမတို့ကုသိုလ်ကောင်းမှုလုပ်နေတယ်သူ့မှမလင်ကြဘူးနော်